အားလုံးပဲမင်္ဂလာပါ Virtual တူလေးတွေပေါ်နေရင် Blender တင်ထားမှာကြုံလို့လိုက်ပါနဲ့ Blender ကိုရရှိဖို့အတွက် Blender ရဲ့ website မှာ Blender ကို download လုပ်ပါမယ်Google ကိုတော့ပြီးရင် Blender လို့ရေးရှာလိုက်ပထမဆုံးတွေ့တဲ့နေ့ကိုတစ်ချက်ပြနေပါဒါမှမဟုတ်လည်း Blender.org လို့တစ်ခါရိုက်လို့ရမယ်ဒီမှာတွေ့တဲ့ download ဘတ်တန်ကိုနှိပ်လိုက်ပါပြီးရင် Blender version 3.5ဒီကောင်တစ်ချက်နှိပ်မယ်တွေ့ရ software မှာ306 MB ရှိတယ် Windows versionဒီ touch download ကိုနှိပ်software download လုပ်ပြီးပြီဆိုရင် install လုပ်မယ်Blender ကို install လုပ်မှဖြစ်တဲ့အတွက် internet တွေပိတ်ရမလို့ဘာလဲတော့ဝင်နေပိတ်ရမလို့ပါဘူး install maze install software ရဲ့ megabyte က305 megabyte လောက်ရှိတယ်တော်တော်လေးသေးတယ်install လုပ်ပြီးပြီဆိုတော့ finish ကိုပြင်နေမယ်ဟုတ်ပြီသူက install လုပ်တော့ဘယ်လောက်ထိပေါ်နေကိုတစ်ချက်ကြည့်ကြည့်မယ်နော်Blender ကျွန်တော်ခု install လုပ်ခိုင်းတာက 3.5 version ဖြစ်တယ်သူက install လုပ်လိုက်တော့ 1.07k ထိတွားတယ်နော်ဒါရအရင် version အဟောင်းနေဒါ 3.4 ဒါ 3.3 အရင် version ကြောင့်မဖြစ်ရသေးဘူးinstall လုပ်ပြီးပြီဆိုတော့ဖွင့်ကြည့်မယ်3.5 versionဒါကိုရင် Blender ကို download နဲ့လုပ်ပြီးပြီ install နဲ့လုပ်ပြီးပြီဆိုတော့ဒီဗီဒီယိုကိုဒီလောက်နဲ့ရန်ကားမယ်နောက်ထပ်ဗီဒီယိုချက်မှာ Blender ရဲ့ interface တွေကိုရှင်းပြပေးပါမယ်